Minecraft ကိုတွေတိုးမဟုတ် Minecraft Island တွေကိုထည့်ခြင်းဆိုဘယ်လိုထည့်မလဲဆိုပြောပြသွားမှာဖြစ်ပါတယ်ဒီဆုံးအနေနဲ့ Play Store ထဲကိုဝင်ပါရိုးစဲဝင်ပြီးသွားရင်ဆိုရင်zip to MC bus ဆိုတဲ့ဟာမျိုးရှာလိုက်ပါအဲ့မှာတွေ့ပါလိမ့်မယ် zip to MC bus Converter ဆိုတဲ့ဟာလေးတွေ့ပါလိမ့်မယ်အဲ့ဒါကို install လိုက်ပါဒါကြောင့် Minecraft mod တွေထည့်ခြင်းဖြစ်ပါတယ် Minecraft wall တွေထည့်ခြင်းနေဆိုရင်တော့ zip to MC wall လို့ရှာလိုက်ပါ MC wall လို့ရှာလိုက်ရင်ဒီမှာ Minecraft wall တွေထည့်ရတာပဲဖြစ်ပါတယ်အဲ့ဒါ Minecraft mod တွေထည့်တာကိုဘယ်လိုသုံးလဲဆိုပြောပြသွားမှာဖြစ်ပါတယ် zip to MC wall နဲ့ဝင်လိုက်မယ်ဆိုရင်ဒီလိုပေါ်ပြီးတော့ zip to MC bus ထဲဝင်လိုက်မယ်ဆိုတော့ဒီလိုပေါ်ပါတယ်သူနှစ်ခုငါကောပါအဲ့ zip to MC bus ထဲကို mod ဘယ်လိုထည့်မလဲဆိုပြောပြဖြစ်ပါတယ်ဒီစိုးအနေနဲ့ကို download ခြင်းနဲ့ mod တစ်ခု download ပါ A7 အနေနဲ့ကျွန်တော် link မှာချပေးထားပါအဲ့ link မှာဘယ်တော့မှအကောင်းဆုံး survival mod အခု100ရဲ့ link နေချထားပေးပါတယ်အရင်ဆုံးအနေနဲ့ mod တွေဘယ်လို down လဲဆိုအဲ့အမှပါတဲ့ link တိုင်းကိုသွား down လိုက်ပါ down သွားတော့ကို down ထားတဲ့ mod တွေဘယ်လိုထည့်လဲပြပါမယ်အဲ့လို mod တွေ down လိုက်ရင် mod တွေကဘယ်လိုလာလဲဆို MC pack ဆိုတဲ့ဟာလေးနဲ့လာပါတယ် down ထားပြီးသား mod တွေကပြီးတော့ MC add-on လို့လည်းလာတတ်ပါတယ် MC add-on ပဲဖြစ် MC pack ပဲဖြစ်အတူတူပါပဲ MC add-on နဲ့လာပြီဆိုရင်ဒီမှာ mod တစ်ခုကို down ထားတဲ့ mod ဒါပဲထားပါတော့ဒီကတော့ဒီမှာပါ mod ပါအဲ့ဒါကို install ကို Minecraft လို့ရေးလိုက်ရင် auto Minecraft ထဲမှာ download ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်လွယ်ပါတယ် Minecraft mod ထည့်နေပြီးတော့ error ရှိရင်လည်းကျွန်တော်ကိုလာပြောလို့ရပါတယ်အားလုံး